ကျွန်တော် reaction လုပ်မယ်ဒီတစ်ပုတ်ကိုကျွန်တော် ASEAN ပြန်လုပ်တဲ့အချိန်မှာကျွန်တော်တွေ့တဲ့ video တစ်ပုတ်ကျွန်တော်တော်တော်များများအိမ်အောင်ရှင်မတွေဒါမှမဟုတ်ဒီလို hint chat vlog တွေလုပ်တဲ့လူတွေအများကြီးတွေ့တယ်တက်ပြီးသားလူကျွမ်းကျင်ပြီးသားလူကတော့ပြဿနာမဟုတ်ဘူးเนาะဒီတယောက်လောက်ထားတဲ့ဟာဆိုရင်တော်တော်လေးကောင်းတယ်သူ့ရဲ့ video တွေကလည်း view တအားပေါက်တယ် view တော်တော်များတယ်ပေါ့เนาะသူဘယ်လိုတွေဖန်တီးလို့ဒါမျိုး view ရလဲဆိုတော့ကျွန်တော်ရဲ့အမြင်ကိုကျွန်တော်ပြန်ပြီးတော့ reaction လုပ်မယ်เนาะဒီမခင်မာချိုပေါ့เนาะခင်မာချိုပေါ့ကျွန်တော်ဟိုနေ့ကသူကျွန်တော်စီမှာ ASEANလဲတဲ့ချိန်ကျတော့ကျွန်တော်ပြန်သွားပြီးရလေသွားပြီးတဲ့ချိန်ကျတော့ကျွန်တော်တွေးခဲ့တာပေါ့တွေးခဲ့တော့ကျွန်တော်လူတွေကိုကျွန်တော်ပြန်ပြီးတော့ပြောပြပေးခြင်းနဲ့ကျွန်တော်ကြည့်အောင်သူ့ရဲ့ဗီဒီယိုလေးကိုနော်ဒီနေ့မှာတော့စာလေးခွေချိုကိုအိမ်မှာလွယ်တကူလုပ်စားပါမယ်တုတ်ဆာဆာဒီတိုင်းဆာဆာကောင်းပါတယ်မွေးဖဲစိမ့်မုတ်ကိုလိုသလောက်ထည့်ပါမယ်ကော်မုံထည့်ပါမယ်ဆွနွမ်းမောစားအချုံမုံထည့်ပါမယ်ပြီးရင်တော့စီကျက်ပြီးသားတစွန်းထည့်ပါမယ်ရှင်ခဏလေးရအောင်နော်အားလုံးသူ32စက္ကန့်ပဲရှိတယ်သူစပြီး intro ဝင်တဲ့အချိန်ကလေးကဒီနေ့မှာတော့စာလေးခွေကြော်ကိုအိမ်မှာလွယ်သူရဲ့ဗီဒီယိုရဲ့ဒီစာလေးခွေကြော်တဲ့ဟာကိုကြော်ပြီးသားဟာကိုသူပြပေးတယ်ဗောနော်ပြပေးပြီးတော့အတန်ပါဝါကောင်းတယ်အတန်ကြီးကြီးလင်းလင်းနဲ့ပြောပေးတယ်ကျွန်တော်တို့ဒီဗီဒီယိုတွေလုပ်တဲ့အချိန်မှာဒီကင်မရာမကောင်းရင်တော့မှအတန်ပြောတဲ့အနေအထားတွေမှန်ကန်မယ်အတန်နေသားကောင်းမယ်ကိုယ့်ရဲ့အတန်ကကြီးလင်းမယ်ဆိုလို့ရှိရင် viewer ကိုဆွဲဆောင်မှုရှိတယ်ဗောနော်ထပ်ကြည့်မယ်နော်ဒီကူလောက်စားပါမယ်တုတ်ဆာဆာဒီတိုင်းဆာဆာကောင်းပါတယ်မွေးဖဲစိမ့်မုတ်ကိုလိုသလောက်တတိထားမိမှတင်တယ်သူတပိုင်းနဲ့တပိုင်းကိုအများကြီးစက္ကန့်အများကြီးမဆွဲသွားဘူးဗျာဒီ32စက္ကန့်အတွင်းမှာပဲကိုသူတပိုင်းတစ်ပိုင်းကိုသူဖြတ်ပြီးတော့ပြောမယ်ဆိုတပိုင်းတစ်ပိုင်းကို2စက္ကန့်စာလောက်ပဲရှိမယ်တစ်ခုပြရတယ်ပြီးလို့ရှိရင်နောက်တစ်ခုပြရတယ်ကျွန်တော်တို့ကဥမာထားလိုက်ပါတော့ hint chat vlog တွေလုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့စားထဲနေတာဟင်းချုံမုတ်ထဲနေတာကြက်သားမုတ်ထဲနေတာဆိုတော့ကျွန်တော်တို့အကြာကြီးပြနေလို့မလိုဘူးပေါ့နော်ပြစရာမလိုဘူးလို့ပြောရမှာပေါ့နော်နောက်ထပ်ပါမယ်ကော်မုံထည့်ပါမယ်ဆွနွမ်းမောစားအချုံမုံထည့်ပါမယ်ပြီးရင်တော့စီကျက်ပြီးသားတစွန်းထည့်ပါမယ်ရှင်ရေနည်းနည်းချင်းစီထည့်ပြီးဝင်ပါမယ်အရင်ကျင်းလို့မရပါဘူးပြည့်ပြည့်လေးဖြစ်မှရပါမယ်ကျွန်တော်ထင်တယ်ဒီဟာကသူလက်တန်းပြောတာလားဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဆိုလို့ရှင်တော့ဒီပြောမဲ့အကြောင်းအရာကို script ခုအနေနဲ့အရင်ရေးလိုက်မယ်စာရင်ရေးလိုက်မယ်ပေါ့ဗျာဒီ32စက္ကန့်စာကိုကျွန်တော်တို့ကစာရင်ရေးလိုက်မယ်အဲ့ဒီစာကိုကျွန်တော်တို့ကကြည့်ပြီးတော့မှအတန်တွင်းမယ်ဆိုလို့ရှင်အမားယွင်းမရှိတယ်လို့ကိုယ်အနေနဲ့အတန်ပါဝါကောင်းကောင်းနဲ့ပြောလို့ရတယ်ဗောနော်သူပြောတဲ့အတန်ဒီတန်တော့လည်းကျွန်တော်တအားသဘောကျတယ်ဗောနော်ကျွန်မကတော့အိမ်မှာရှိတဲ့ရေတံဘူးလေးကိုအပေါက်ဖောက်ပြီးတော့လုပ်ပါမယ်အိမ်မှာကိုယ်တိုင်လုပ်တာဆိုတော့တက်တက်ရှင်းရှင်းနဲ့စားရတာပေါ့ရှင်ကိုယ်တိုင်သူပြောတဲ့စကားလေးကောင်းတယ်နော်ကိုယ်တိုင်လုပ်တာဆိုတော့တက်တက်ရှင်းနဲ့စားရတာပေါ့ရှင်ဆိုတာဒီကြီးရှုသူကျွန်တော်တို့ကိုယ်တိုင်လုပ်မဲ့သူတွေဒီလို viewer တွေကိုသူကတခါလဲတိမ့်တွင်းပြီးသားဖြစ်တာပေါ့နော်ကိုယ်တိုင်လုပ်တဲ့ချင်တယ်ဆိုရင်တော့ဗီဒီယိုလေးကိုစိတ်ထားလို့ရပါတယ်ဒါက call to action ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီဗီဒီယိုကို save ထားဖို့အတွက် share ထားဖို့အတွက်ဒါကိုသူတခါလဲနောက်ဆုံးပိတ်မှာထည့်ထားတာပေါ့ပြောချင်တာကကိုပေးချင်တဲ့အရာကိုပြချင်တဲ့အရာကိုကျွန်တော်တို့အရှိကြီးပြောနေလို့မရဘူးကျွန်တော်တို့က celebrity မဟုတ်ဘူးမင်းသားမင်းသမီးမဟုတ်တဲ့အတွက်ကျွန်တော်တို့ကိုထိုင်ဆောင်ပြီးလူတွေကကြည်နေမှာမဟုတ်ဘူးကျွန်တော်တို့ပေးချင်တဲ့အရာတစ်ခုကိုကျွန်တော်တို့ကတူနဲ့လူရင်းကိုရောက်အောင်လို့ပေးတာအကောင်းဆုံးပဲအခုမှစလုပ်မဲ့လူတွေပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ဆိုရင်လည်းအဲ့လိုပဲအရှိကြီးတွေလုံးနေလို့မရဘူးစိတ်မရှိဘူးလူတွေကကိုယ်တီးတဲ့လူလောက်ပဲကိုဘာပြောမလဲဆိုတော့သူတို့ကကြည့်မှာကိုယ်မတီးတဲ့လူတွေတွေ့ကြသူတို့ကဒီဗီဒီယိုကနေပြီးတော့မှဘာအကျိုးကျေးဇူးရမှာလဲဘာရလက်ရမှာလဲဆိုဘာမှမရရင်သူတို့မကြည့်ချင်ဘူးเนาะအဲ့ဒီတော့ကိုပေးချင်တဲ့အရာကိုမြန်နဲ့ပေးအတူချုံနဲ့ရေးစာရင်ရေးပေါ့နော်စာရေးပြီးတော့မှဗီဒီယိုကိုပြန်ပြီးတော့ voice over နဲ့ပြန်ပြီးတော့အတန်တွင်းဒါဆိုလို့ရှိရင်ဗီဒီယိုတွေအကုန်လုံးကပို့ပြီးတော့ပေါက်ဖို့ရတယ်လို့များတယ်မိနစ်တွေလည်းအရင်ရှည်စရာမလိုဒီစက္ကန့်30 40လို့မဟုတ်20ပေါ့နော်ဒီလိုအတော်တွင်းမှာကိုပေးချင်တဲ့အရာကိုတူနဲ့လူရင်းကိုထိရောက်ပေးပါเนาะဒါကြောင့်ဒီဗီဒီယိုလေးကိုကျွန်တော်ပြန် reaction လုပ်တာဖြစ်ပါတယ်မခင်မာချိုသူ့ဗီဒီယိုတွေအကုန်လုံးကလည်းview ကောင်းတယ်ကျွန်တော်ဝင်ကြည့်ပြီးတော့ရေပေါ့เนาะတကယ်လို့တွားကြည့်ချင်တယ်တွားကြည့်ပေါ့เนาะဒါလေးကိုကျွန်တော်လာပြောပြခြင်းဖြစ်ပါတယ်โอเคအတွေ့အကြုံရမယ်ထင်ပါတယ်